မင်္ဂလာပါခင်ဗျကျွန်တော် Facebook မှာတွေ့လိုက်ရတဲ့ပုတ်တပုတ်နဲ့ပတ်သက်ပြီးကျွန်တော်ရင်ထဲမှာဒေါသမီးတွေတဟုံဟုံတောက်လောင်ပြီးကျွန်တော်ခုလိုမျိုးတက်လာပြောချင်ဖြစ်ပါတယ်တန်ရှင်းတက်လာယူခြင်းလုံးဝမဟုတ်ပါဘူးသိထားစေရင်လူလိုနားမလဲတဲ့ဒီကောင်မကိုမသိကြားသေးတဲ့ပုတ်စာလေးတွေကိုတက်လာပြီးသင်ကြားပုတ်ချပေးရခြင်းဖြစ်ပါတယ်သူ့ရဲ့ပါဇက်ကထွက်လာတဲ့သူ့ရဲ့ကောက်မှာတင်ထားတဲ့သူ့ဒေါသထွက်ရင်မြင်ကလေးလှုပ်တယ်ဆိုတဲ့ပုတ်ကိုဘယ်လိုတောင်းယူမှုတောင်းခံမှုလုပ်ပေးမလဲဆိုတာတက်လာပြီးမေ့ရခြင်းဖြစ်တယ်โอเคမင်းပြောသလိုပဲမင်းဒေါသထွက်ရင်မြင်ကလေးလှုပ်တယ်ဆိုရင်အခုပြည်တွင်းပြည်ပမှာသက်တွေဆုံရှုံသွားတယ်ထိခိုက်ဒဏ်ရာတွေရသွားတယ်မင်းကြောက်ဆိုရင်မင်းဘယ်လိုတောင်းယူပေးမလဲအခုသက်ဆုံရှုံသွားတဲ့သူတွေကမင်းအမေလင်လည်းမဟုတ်ဘူးလို့မင်းအမေလေးလည်းမဟုတ်ဘူးမင်းအမျိုးလေးလည်းမဟုတ်ဘူးခြေနေနဲ့ခြေခါကြည့်ပြီးဖင်ရတဲ့ဆိုတာရားတဲ့နေရာမှာရားရတယ်ယူတဲ့ဆိုလဲထမင်းလောက်ဟင်းလောက်ယူမင်းလဲဒဝဲမှာငါလဲဒဝဲသားဒဝဲလူမျိုးလို့ပြောရမှာမင်းเจ้าနဲ့တော်တော်လေးကိုသိတ်ခါကြတယ်မင်းတို့တွေစောက်ရှက်မရှိတဲ့မျက်နှာနဲ့လို့သလိုငါတို့တွေရဲ့အနာဂတ်တွေမှာဆုံးရှုံးသွားတဲ့အသက်တွေကအများကြီးမင်းအဲ့လောက်ထိမင်းသိနေတဲ့တက်နေတဲ့ဆိုရင်အခုမြန်မာပြည်မှာဖြစ်နေတဲ့ပြည်သူနဲ့အာဏာရှင်တွေရဲ့လွန်ဆွဲပေးမှာမင်းဘာလုပ်ပေးမှာလဲမင်းအဲ့လောက်ထိတောင်မင်းနားလဲသိကြွားနေတယ်ဆိုရင်မင်းဘယ်လိုလုပ်ပေးမှာလဲအခုမင်းဒေါသထွက်လို့မြင်ကလေးလှုပ်ရတဲ့ဆိုတဲ့ကြောင်းရင်းနဲ့ပတ်သက်ပြီးအခုသက်ဆုံးရှုံးသွားတဲ့ဟာတွေရောမင်းဘယ်လိုတောင်းယူမှုတောင်းခံမလို့မင်းလုပ်ပေးမလဲလူဆိုတာလူလိုတွေးတတ်ဖို့လိုတယ်မိကြော်စောဖို့တွန်းတဲ့မိနှုံးမကြည့်ဖို့တွန်းတဲ့ဖိတတ်မရနဲ့အဲ့တော့ဖင်ရရင်လည်းဆိုရင်ပြစ်တစားတန်းသွားမင်းဖင်ရပြအောင်လူတကာကမင်းကူညီပေးလိမ့်မယ်သိလားအခုချိန်မှာငါတို့ကကတ်ဆိုင်ရောက်နေတဲ့အချိန်မှာမင်းဆိုမင်းငယ်ရဲ့လက်ထက်မှာငါတို့တွေကတ်ဆိုင်ရောက်နေတဲ့အချိန်မှာငါတို့မြန်မာပြည်သားတွေဘယ်လောက်ထိဒုက္ခရောက်နေတယ်ဆိုတာမင်းသိလားမင်းတို့ဖင်ရပြီးမင်းကိုငုံရနေတဲ့အုံနှောက်မရှိတဲ့လူတွေသာမင်းတို့လိုလူမျိုးတွေကိုထောက်ခံတာငါတို့လိုလူတွေကမင်းတို့လိုလူမျိုးတွေကိုသိပြီးစင်ရင်ထဲမှာမထည့်မထားဘူးဘာဖြစ်လို့သိလားနိုင်ငံအတွက်ဘယ်တောက်တဲ့နေရာမှာစောက်သုံးမဝင်လို့ငါတို့ခုလေးပေးနေရတာငါတို့ခုလိုမျိုးလုံနေရတာဒါနာဂတ်မကောင်းလို့နာဂတ်ကောင်းဖို့အတွက်ဖောင်ဆောင်နေချိန်မှာကတ်ဆိုးလို့ဆက်ပြီးသက်တွေဆက်ဒိန်းနေရတဲ့ချိန်မှာမင်းတို့တွေကလူရောက်တော်ဝင်ခြင်းတယ်ပေါ့ဟုတ်လားလူရောက်ဝင်ခြင်းတယ်လူလိုဖြစ်အောင်ကြိုးစားရတယ်လူရောက်ဝင်ပဲတာဖင်တက်မရနဲ့ဖင်တက်ရရင်ဖင်တက်ရရဲ့မှုနောက်ွယ်မှာကြိုးဆက်ရမှုဆိုရှိတယ်အမီဇန်မင်းလဲဒဝဲမငါလဲဒဝဲသားဒဝဲလူမျိုးရဲ့သိက္ခာပုတ်တော့မချဖို့မစင်စားနဲ့ဒဝဲလူမျိုးရဲ့သိက္ခာပုတ်ချလာပြီဆိုရင်စောက်ရှက်မရှိတဲ့မျက်နှာကိုငါဆိုတဲ့ဒဝဲသားကဘလို့လုံးပြမလဲဆိုတာမင်းမျက်လုံးပိုင်းစောက်ကြည့်သွား